မင်္ဂလာပါရှင်အစာလေးစီစီလေးအစာဆိုတဲ့အတိုင်းတန်တက်အားဖြည့်တဲ့ဟင်းရအတွဲဆက်လေးချက်စားဖြစ်ပါတယ်ရှင်ကျက်အသေးအမြင့်စီပြန်ဟင်းချက်ဖို့အတွက်ဂျင်းကျက်သွန်ဖြူနီနဲ့ငရုတ်သီးထောင်းထားတာကိုထည့်ပြီးစီးတက်ပါမယ်။အသေးနဲ့ကလီစားတွေကတန်တက်ကျွယ်ဝတဲ့အစားအစာတွေပဲဖြစ်ပါတယ်ရှင်။ကျက်သွန်အနှစ်နူးစေရန်အတွက်ရေထည့်ပြီးတည်ပါမယ်။ကျက်သွန်အနှစ်တွေကနူးဤနေမှာဟင်းရဲ့အရသာလည်းပိုပြီးစားကောင်းစေပါတယ်။အရသာနေပြီးသားကြက်အသေးမြစ်ထည့်ပါမယ်ရှင်။ရေမထည့်သေးပဲနဲ့အရသာတွေဝင်သွားအောင်ခဏတည်ထားလိုက်ပါမယ်။ပြီးရင်တော့ရေထည့်ပြီးထပ်တည်ထားလိုက်ပါမယ်ရှင်။ကြက်အသေးမြစ်တယ်နေတော့မှပဲဟင်းချက်ပါမယ်။ကျက်သွန်အဖြူနီစီတက်ပါမယ်။စနွင်းမုန့်နဲ့ငရုတ်သီးမှုန့်နည်းနည်းထည့်ပါမယ်ရှင်။ဂျင်းညက်အောင်ထောင်းထားတာထည့်ပါမယ်။ဒါကတော့ရေတညစိမ်ပြီးတော့ပြုတ်ထားတဲ့ကလပဲကိုထောင်းထားတာပါ။မြန်ကြက်အောင်လို့ရေနွေးထည့်ပါမယ်။အရသာအတွက်ကြက်သားမုတ်ထည့်ပါမယ်။ငံပြားကြီးလည်းနည်းနည်းထည့်ပါမယ်ရှင်။ပဲဟင်းကအလုံးဖုံးထားရင်ဝေချတတ်တာမို့လို့အခုလိုမျိုးစုံခံပြီးတော့အဖုံးဟားလေးဖုံးထားလိုက်ပါမယ်။ကြက်အသေးမြစ်တွေကစီးပြန်နေပါပြီရှင်။အမြစ်လည်းနူးနေပါပြီ။ပေါ့နေသေးလို့ငံပြားရင်နည်းနည်းထည့်ပြီးမီးရှို့ပြီးခဏနှက်ထားလိုက်ပါမယ်။ပဲကိုအရသာမြည်ကြည့်ပြီးတော့ငံပြားရင်နည်းနည်းထည့်လိုက်ပါမယ်။ရေစိမ်ထားတဲ့ဂျုံကြာစံထည့်ပါမယ်ရှင်။ချက်သားအိုးတွေကိုနောက်ဆုံးမှမဆလာထည့်ပါမယ်။စီလဲပြန်နေပြီဆိုတော့ကြက်အသေးမြင့်ဟင်းကကျက်သွားပါပြီရှင်အသေးရွက်ကြော်အတွက်ဟင်းနုနယ်ရွက်ကြော်ပါမယ်အစိမ်းရင်ရောင်ဟင်းသီးရွက်တွေကိုစားခြင်းအပြင်တန်တက်ကိုရရှိစေပါတယ်ရှင်10မိနစ်လောက်စားရည်စိမ်ထားပြီးတော့ရေကို2ခါလောက်ဆေးပြီးရေစစ်ထားလိုက်ပါမယ်အသီးရွက်မကြော်ခင်မှာတော့စီထဲကိုစားနည်းနည်းထည့်ပါမယ်။ကြော်ပြီးတဲ့အခါမှာအစိမ်းရောင်အတိုင်းရှိပြီးမနှဲသွားစေဖို့အတွက်ပါရှင်။ခဏကြာမှာတော့တပြားရိုက်ထားတဲ့ကြက်သွန်ဖြူထည့်ပါမယ်။အနက်မွေးလာရင်တော့ဟင်းရွက်တွေထည့်ကြော်ပါမယ်ရှင်။ခုနကစားထည့်ထားတဲ့အငယ်ရတာလည်းရှိပြီးသားမို့လို့ကြက်သားမုန့်နည်းနည်းပဲထည့်ပါမယ်ရှင်အခုဆိုရင်တော့စားကျင်စပွဲဟင်းနုနယ်ရွက်ကြောပူပူလေးရပါပြီရှင်ပုံမှန်ချက်စားနေကြဟင်းတွေထဲမှာအခုလိုမျိုးတန်တက်ပြေးသွားတဲ့ဟင်းအတွဲဆက်လေးတွေကိုစားပြီးခြင်းအဖြစ်တန်တက်အားစီတကူးတကတောက်သုံးစရာမလိုဘဲနဲ့တန်တက်ပြေးသွားစေပါတယ်ရှင်။ပဲဆိုရင်လည်းကလပဲနေရာမှာတခြားကိုကြိုက်တဲ့ပဲမျိုးကိုချက်စားလို့ရပါတယ်ရှင်
နောက်ထပ်လည်းတန်တက်ပြေးဝပြီးလိုက်ဖက်တဲ့ဟင်းအတွက်ဆက်တွေကိုနောက်ထပ်ဗီဒီယိုတွေမှာထပ်ပြီးချက်ပြပေးပါမယ်ရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်